ငါယောက်ျားအလုတ်ထဲရလေနော်အလုတ်လုံနေတဲ့20ခိတ်ထဲကကောင်မကိုစဖိုးကြောင်ကကောင်မကိုလေငါပြောအောင်မတရားနော်စနိုက်ကြော်တွေအခုခေတ်စနိုက်ကြော်တွေလုံနေငါယောက်ျားတနေ့ကိုဝင်ငွေ8000တသိန်းထိရှိတယ်ဆိုတော့လေငါယောက်ျားနဲ့ငါအသက်15နှစ်กว่าတယ်ငါအခု43ငါယောက်ျား29ခလေးက3ယောက်ရှိတယ်သူနဲ့မွေးထားတာသိလားအဲ့တက်ခနဲ့ကြီးငါယောက်ျားအလုတ်ထဲကိုသွားပြီးစိကိုမိုးနေကောင်းလားကျမ်းမာလားမလဲကိုမိုးမောနေပြီလားချိုရီတောက်ပါအောင်လားသူပစ္စည်းမဟုတ်တဲ့ဟိုစပိုကြောင်ကဟိုတရုတ်တွေရဲ့ပစ္စည်းနဲ့မျက်နှာလုပ်ပြီးငါလင်ကိုကျွေးရဲ့ပေးရဲ့ဒီလားပြီးလို့ရှိရင်အမျိုးမျိုးပြောတယ်ရှိတယ်ပြီးရင်အိမ်ကအဖွားကြီးရောနေကောင်းလားဖွားရအမွေးဖြူနေပြီခုချိန်ဒီကိုမိုးအနိုင်ယူတော့လားမျိုးစုံပြောတာလေနော်ပြီးလို့ရှိရင်ကိုမိုးကစိတ်တညစ်ပြီးပိန်လာပြီငါယောက်ျားကလေကောင်မကြီးညီးတီးဖို့ငါယောက်ျားတတလုံးမဝဘူးတီးလာငါနဲ့မညားခင်နဲ့မဝတာခုချိန်ဒီလည်းမဝဘူးတတလုံးမဝဘူးမိလိန်ဖင်ဆောင်မဲ့သွားတာငါနှိပ်ဆက်လို့လည်းမဟုတ်ဘူးငါအော်လို့လည်းမဟုတ်ငါပြောလို့လည်းမဟုတ်ပြီးရင်အဖွားကြီးကအတန်လည်းကျဲသေးရုပ်ကလည်းစိုးသေးငါယောက်ျားကိုပြောတာပေါ်တင်ကြီးစနိုက်ကြော်ဟမ်လိုချင်ယူသွားကောင်မရေငါကွာချင်းစာချုပ်ကိုဗီဒီယိုထဲမှာဒီတိုင်းထည့်ထားတာလက်မှတ်ထိုးပြီးတော့ယောက်ျားကြိုက်တဲ့ချိန်ထိုးသွားလို့ပြောလိုက်တာနော်ကောင်မရေနော်ဘာဖြစ်လို့လဲငါယောက်ျားငါအခုချိန်นี้မထိုးသေးတာလဲကွာချင်းစာချုပ်မှာလက်မှတ်မထိုးသေးတာလဲသိလားဟမ်ဘာဖြစ်လို့လဲဆိုတော့ငါကလေစပြီးတော့သူနဲ့စပြီးကြိုက်ပြီဆိုတော့ခလေး၄ယောက်မေးငါယောက်ျားလူပြို16နှစ်သားနော်ယူထားတာအခုပဲဘယ်နှစ်ရှိပြီလဲစဉ်းစားကြည့်ခုချိန်ထိပါဇက်ကချစ်တုံးရေဆိုတာပါဇက်ဖျားမချဘူးပတ်ဝန်းကျင်အောင်လုပ်ငန်းလူတွေရောကုန်သိတယ်မေးကြည့်ဘာကြောင့်လဲသိလားငါကလေအောက်ကရှိနေတဲ့လက်နှစ်ပြလက်သုံးပြလက်ငါးပြလောက်ဟာကြီးကိုလေတန်ဖိုးတော်ထားတာစီးနဲ့ကန်းနဲ့နော်စနစ်နဲ့တန်ဖိုးထားလို့သူကလည်းငါ့ကိုတန်ဖိုးထားတာစနိုက်ကြော်နေတဲ့ကောင်မနင်းအောက်ကငါလက်ငါးပြားလောက်ရှိတဲ့ဟာကြီးကိုဟမ်အရာပေါင်းများစွာထက်နေတာလေကောင်မရဲ့နင့်ကိုနေတန်ဖိုးမထားဘူးလေအဲ့တော့ငါယောက်ျားတိတယ်တန်ဖိုးထားရကောင်းတယ်ပစ္စည်းနဲ့တန်ဖိုးထားရမကောင်းတဲ့ပစ္စည်းနဲ့အကုန်တိတယ်နော်အဲ့ဒါကြောင့်မလို့နော်အဲ့တော့နေဘလို့နိုင်နော်ငါယောက်ျားနိုင်လို့မရနော်နိုင်လို့ရရင်လည်းယူတာသွားလီးနဲ့သွားပဲပါတယ်ဆိုတဲ့အကြောင်းပြောပြတာနော်ဒါပဲကောင်းမရဲ့နော်လိုချင်တဲ့ယူတာသွားဒီခေတ်စနိုက်ကြော်မတွေလဲတော်တော်ခတ်တယ်လေဘေးမှာဆွဲကြိုးလေးတွေးလို့ရှိရင်နားတဲ့ငကကလေးတပြောင်ပြောင်နဲ့ဆွဲကြိုးလေးများတွေးမဲတူပိန်ပြချက်ပြဲကွက်ပူနော်ဘာပဲဖြစ်အမလေးရပြီဆိုတဲ့အတန်းစားမျိုးတွေပဲအဲ့တော့လိုချင်ယူမလိုချင်မယူနဲ့ငါတော့ဘာမှမဖြစ်ဘူးတခုတော့ရှိတယ်ငါလေကိုယူပြီးလီးနဲ့သွားပဲပါမယ်ကောင်းမရေစနိုက်ကြော်မရေနော်